90+ review ကြည့်တောင်းတဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဘောလုံးလောကရဲ့အကြီးမားဆုံးအရင်ပွားမှုတွေအကြောင်းပြောကြတဲ့တိုင်းဝေရိုနီဆိုတဲ့နာမည်ကတော့ပါစမြဲပါပဲသူကသူ့ခေတ်ရဲ့အကောင်းဆုံးတွေကတယောက်ဆိုလားဘယ်သူမှညီလို့မရဘူးလေဒါပေမဲ့သူ့ဦးချင်းအတူအမြင့်ဆုံးစုဖြစ်တဲ့ဘယ်လုံးသွားဆိုကိုတော့တစ်ခါမှမရခဲ့ဘူးအဲ့ဒါဘာကြောင့်လဲကဲဒီနေ့အတူတူအပြေးရှာကြည့်ကြတာပေါ့ဝင်းယုံနီကိုလူတွေကဒီလိုပဲမြင်ခဲ့ကြတာပါတကယ်ကိုပောက်ကွဲအားပြောင်းလဲပါမီရှင်ဒါပေမဲ့မသွေးရသေးရဲ့ကြောက်ရိုင်းတုံးလိုပဲပေါ့သူ့အတွက်အကြီးမားဆုံးစင်ခေါ်မှုကဘာလဲသိလားတခြားသူမဟုတ်ဘူးသူ့ရဲ့ဒေါသကြီးတဲ့စိတ်သက်သူ့ကိုယ်တိုင်ပါပဲဒီပဟေလီကိုအပြေးရှာဖို့ဆိုရင်လေသူ့ရဲ့ကစားသမားဘဝအစကိုပြန်တော့ကြည့်မှချင်းမင်းသူကဘောလုံးကွင်းထဲဆက်ရောက်လာကတည်းကတာမန်ကစားသမားတယောက်လုံးဝမဟုတ်ခဲ့ဘူးသူဘောလုံးလောကထဲဝင်လာတာကလေယူရိုတန်တန်မဟုတ်ဘူးတကယ့်ကိုမြင်ကလေးလောက်သွားသလိုပဲကျွမ်းကျင်သူတွေကဆိုခရစ္စတီယာနိုရိုနယ်ဒိုလို့ကစားသမားတွေထပ်တောင်ပိုကြီးကျက်လာမယ်လို့ဟော့ကိန်းထုတ်ခဲ့ကြတာဘယ်လောက်တောင်ဟော့ခဲ့လဲဆိုတာစဉ်းစားလာကြည့်တော့ဟုတ်တယ်အားလုံးကသူ့ကိုအနာဂတ်ဖြစ်မြင်ခဲ့ကြတယ်ဘာလို့လဲဆိုတော့သူကအားလုံးပိုင်ဆိုင်ထားတာကိုချင်းနှစ်ဖက်စလုံးသုံးနိုင်တယ်ဘောလုံးနဲ့ပတ်သက်ရင်သူ့ဦးနောက်ကတခြားသူတွေထက်အမြဲတလန်းတာနေတယ်ဝဲတစ်ပွဲလုံးကိုသူ့တယောက်တည်းနဲ့အလဲပြောင်းလုပ်ပစ်နိုင်တယ်ဆိုတော့လေနှစ်ပေါင်းများစွာသူ့အသက်20နောင်ပိုင်းထိကွင်းထဲမှာသူကတကယ့်ကိုတားဆီးလို့မရတဲ့တဘာဝရဲ့ဆွမ်းအားတစ်ခုလိုပါပဲကလတ်တော့ရောနိုင်ငံတွေရောအောင်မြင်မှုတွေဆက်သက်ယူပေးခဲ့တယ်ကဲဒါဆိုပါရမီကပြဿနာမဟုတ်ခဲ့ရင်ဘာကပြဿနာဖြစ်မလဲအဖေရဲ့ပထမတစ်ပိုင်းကနည်းနည်းတော့ထူဆန်းတယ်သူ့ရဲ့အကြီးမားဆုံးအားသာချက်ထဲမှာပဲအဖေကအရှိနေတာဒါပေမဲ့အဲ့ဒီအားသာချက်ကပဲတအုပ်ချွန်းစုတဲ့အတွက်သူ့ရဲ့အကြီးမားဆုံးအားနည်းချက်ဖြစ်နေခဲ့ပြရောဒီမှာကြည့်လိုက်ရိုနီကအတင်းလွှတ်တဲ့နေရာမှန်သမျှဝင်းကစားပေးတယ်ဘေးတောင်ပန်လန်းရတယ်ကွင်းလေလားပြဿနာမရှိဘူးမန်နေဂျာကတောင်းဆိုလိုက်တာနဲ့သူကဘာမှပြန်မပြောဘဲကစားပေးခဲ့တာပဲအဲ့လိုကိုဂျိုးဆွန့်တက်တဲ့စိတ်ဓာတ်ကဘလုံတို့ဆုရှင်ဒီမှာရှိတဲ့အရွယ်ချင်းနဲ့လုံးဝဆန့်ကျင်ပဲဖြစ်နေတာပေါ့ဟုတ်တယ်မလားဘလုံတို့ဆုရှင်ဒီကဂိုးသွင်းဖို့ကျေပွင့်စစ်ဖို့ပဲအာယုံစိုက်ကြတာလေရုံးနီကတော့အဲ့လိုမဟုတ်ခဲ့ဘူးဒီလိုတကူကောင်ဆန်တဲ့ဆုတဲ့စိတ်တွေကိုသူစိတ်ကိုမဝင်စားခဲ့ဘူးလို့တော့ပြောလို့ရတယ်ကောင်းပြီဒါကပထမအကြောင်းရင်းပေါ့အဖေရဲ့ဒုတိယတစ်ပိုင်းကတော့နည်းနည်းပိုရှုပ်ထွေးတယ်ဒါကယူနီဘောလုံးကွင်းထဲမှာရင်ဆိုင်ခဲ့ရတဲ့တိုက်ပွဲမဟုတ်ဘူးသူ့ကိုယ်သူပြန်တိုက်ခိုက်ခဲ့ရတဲ့တိုက်ပွဲတစ်ခုပဲဆာAlex Ferguson လို့တင်ကြတဲ့မန်နေဂျာရဲ့လက်အောက်မှာလောင်းဒီလိုကွင်းမြင့်ပါပြဿနာတွေကစနေခဲ့ပြီးအချိန်ကြာလာလေးဒီကိစ္စတွေကပိုပြီးတော့တည်တာထင်ရှားလာလေးပဲသူ့ရဲ့ဂန်ဒဝင်မန်နေဂျာကြီးဆာ Alex ကဒီအန်ဒရဲ့အရေးအယောင်တွေကိုစိုးစီစီခဲ့တဲ့ကမြင်ခဲ့တယ်ပြီးတော့ယူနီကိုဒီလိုတတိပေးခဲ့တာနောက်ပိုင်းမှာတော့ဒီစကားကတကယ်ကိုမှမှန်တွားခဲ့တယ်ဟုတ်တယ်အဲ့ဒီဟော့ကိန်းကတကယ်ဖြစ်လာခဲ့တာ2013မှာဖာကူဆန်အနားယူသွားပြီးနောက်ပိုင်းမှာယိုနီတယောသူ့ရဲ့အကောင်းဆုံးကြံ့ခိုင်မှုကိုထိမ့်သိမ်းမှုတို့ရုန်းကန်ခဲ့ရတယ်ဆိုတာအားလုံးအမြင်ပဲလေသူ့ရဲ့ဆရာဟောင်းဂျိုးပြောခဲ့တဲ့အတိုင်းပါပဲဆိုလိုတာကတည်င်းကောင်းကြီးပိုင်းတွေမှာမပါလာတာလေချင်းရဲ့ဝတ်စုံကြီးနဲ့အတင်းဟိုတယ်ရဲ့ဘားကိုရောက်လာတာတို့မူပြီးကားမောင်းလို့ရင်မောင်းလိုက်စင်းနဲ့အပိတ်ခံရတာတို့လိုကိစ္စတွေပေါ့ဒါတွေကခွေရေးကိုတာအမားလေးတွေပဲမဟုတ်တော့ဘူးသူ့ရဲ့ကစားသမားဘဝနဲ့ကြံ့ခိုင်မှုကိုဓာတ်ရိုက်လာပြီးထိခိုက်စေခဲ့တာကဲအခုဆိုရင်ဒီပဟေလီရဲ့အစိပ်ပိုင်းတွေအားလုံးကိုပြန်ဆက်ကြည့်ကြရအောင်ဒီလောက်ကြီးကျယ်တဲ့ပါရမီရှင်တယောက်ကဘာလို့များ Ballon d'Or ဆုထောက်ရမယ့်နေရာမှာဟာလာဟီလန်ဖစ်နေကြရတာလဲတကယ်တော့အဓိကချက်၃ချက်ကြောင့်ပါပဲတဲ့သူ့ရဲ့ပါရမီကကဘာဆင့်ဆိုတာဘယ်သူမှညင်လို့မရဘူးနှစ်သူကတအုပ်ချင်းစုတွေထက်အသင်းကိုအများတန်းရှေ့တန်းတင်ခဲ့တယ်၃သူ့ရဲ့ညထိုင်မှုပုံစံကသူ့ရဲ့အကောင်းဆုံးအခြေအနေကိုတော်တော်စေခဲ့တယ်ဆိုတော့ဒါကအကြောင်းရင်းတစ်ခုတည်းကြောင့်မဟုတ်ခဲ့ပါဘူးသူ့ရဲ့အသင်းကိုဦးစားပေးတဲ့စိတ်ဓာတ်နဲ့ကွင်းမြင့်မာကစိန်ခေါ်မှုတွေကိုမကျော်လွှားနိုင်ခဲ့တာတွေပေါင်းဆက်သွားလို့ပါပဲဒါပဲဒါကိုကြည့်အောင်သူဘယ်လောက်တောင်နီးစက်ခဲ့လဲဆိုရင်2011ခုနှစ်ဘလွန်ဒေါ်မှာသူအဆင့်9ရဖြစ်တယ်အဆင့်9နော်ဒါကသူ့ထိတ်ဆုံးနေရနဲ့တကယ်ကိုလက်တကန်းအလိုမှာရှိခဲ့တယ်ဆိုတာကိုသက်သေပြနေရပဲနောက်ဆုံးမှာတော့သူ့ရဲ့အမွေအနှစ်ကသူတယောက်တည်းရခဲ့တဲ့စုတွေမဟုတ်ပဲသူအသင်းနဲ့အတူရယူခဲ့တဲ့စုဖလားတွေပဲဖြစ်ကြံခဲ့တယ်ဒါကကျွန်တော်တို့ကိုမိန်ခွန်းတစ်ခုမေးစေတယ်မဟုတ်လားကစားသမားတယောက်ရဲ့ကြီးကျယ်ခနာမှုဆိုတာကိုဘယ်ရာကအမှန်တကယ်အတိတ်ပဲဖွင့်ဆိုတာလဲတခုတော့အောင်မြင်မှုလားဒါမှမဟုတ်အသင်းအတွက်ဆွတ်လွတ်အမြင့်နာခံမှုလား